ကုသိုလ်ကံလည်းဖန်တီးတာအိမ်ဆောက်တော့လေ ဖန်ဆင်းပြီး လူကိုယ်တိုင်ပဲချနေရနော် မှန်ပါဗျာ သူကိုယ်တိုင်ပဲယေရနာပြတ်တာဘယ်နှစ်ဆက်လဲဘုံခုနှစ်ဆက်နော်ဘုံကတော်တော်ကြီးတဲ့လူပဲတော့ ထိုကနာမှာပင်ဘုံခနေစဉ်ခုနရရှိပြတ်တကြီးမြေကိုခွဲ၍တက်ပေါ်လာလေ၏တရားမင်းသည်တဖန်ဤပြတ်တကြီးကိုဝန်းရံ၍ယရနာခုနှစ်ပါးဖြင့်ပြီးသောတရန်ကြီးခုနှစ်ထပ်တို့ထပေါ်ကြစေတည်းဟုကြံစီ၍ ဟောတရားခုနှစ်ထဖန်တီးတယ်နော် မှန်ပါဗျာ ရိုးရိုးအုတ်တိုင်းမဟုတ်ဘူးကြာယေရနာတိုင်းနော် နာတတိုင်းဗျာယရနာခုနှစ်ပါးဖြင့်ပြီးရတယ် ယေရနာတိုင်းဟာဒီချင်းတော့လည်းကိုယ်တိုင်တကိုးနဲ့ချလိုက်တာအိမ်ဆောက်ပြီးတော့လည်းဘုံကိုနှစ်ဆက်ကိုယ်တိုင်တကိုးနဲ့တွေ့လိုက်တာပဲယေရနာပြတ်တာခုနှစ်ဆက်နော် မှန်ပါဗျာ တရားလည်းခုနှစ်ထပ်နော် မှန်ပါဗျာ အေးခုနကသူ့အိမ်ဝင်အကျယ်ကဘယ်လောက်တဲ့ 16မင်းပဲကျေဝန်းတော်မြည်တယ် 16မင်းပဲ16ပဲကျဲတာနော် ဟုတ် အိမ်ဝင်က16ပဲကျဲတယ်မှတ်ထားတာထို့နောက်တရားမင်းသည်တရန်ခုနှစ်ထပ်တို့၏အပိုင်းအခြားအကြအကြ၌ပရိဒါပင်တို့ထပေါ်ကြစေတည်းဟုကြံစီ၍စူးစူးဆိုင်ဆိုင်ကြည်ပြန်လေ၏ ဘုရားသားပင်များပေါ့လေသမင်ပေါက်တာကတရားခုနှစ်ထပ်ဆိုတော့6ထပ်ရှိမှာပေါ့ကွာဟုတ်တယ်မလား ဟုတ် ခုနှစ်ထပ်ဆိုတော့ဂျားတဲ့ဘုရားသမင်ပေါက်ခန်းတာ မှန်ပါဗျာ ဘုရားသမင်များပေါက်တာက6ထပ်ပေါက်တာလေ မှန်ပါဗျာ ခုနှစ်ထပ်လုံးပေါက်လို့တော့မရအောင်6ထပ်လား9ထပ်လား ခုနှစ်ထပ်ပဲ ဟမ်ဟိုအောင်ထားလိုက်ဒီအောင်ထားလိုက်9တက်နေမှာပေါ့6တက်လား9တက်ပေါ့ဒီမြေဘက်ကိုထားလိုက်အပြင်ဘက်ကိုထားလိုက်နှစ်ခုပါသွားကိုအကြတတိုင်း9တက်ပေါ့ ဟုတ်တယ်ဗျာ 9တက်ဟုတ်တယ်မလား မှန်ပါဗျာ 9တက်ကပရိသမင်ပေါက်တာထို့နောက်တရားမင်းသည်တရန်ခုနှစ်ထပ်တို့၏အပိုင်းအခြားအကြကြ၌ပရိဒါပင်တို့ထပေါ်ကြစေတည်းဟုကြံစီ ပရိသမင်9တက်ပေါ်တယ်လို့အထားလိုက်ပါကွာနော် ၍မှန်ပါဗျာစူးစူးဆိုင်ဆိုင်ကြည်ပြန်လေ၏ထိုကနာမှာပင်ပရိဒါပင်တို့သည်တရားမင်းကြံစီသည့်အတိုင်းထပေါ်၍လာကုန်၏ထို့နောက်တဖန်တရားမင်းသည်ဘုံကုန်နေစဉ်ရှိသည်ပြတ်သားကြီး၏တောင်လေးတောင်တို့၌ရှေအိုးကြီးလေးလုံးတို့ထပေါ်ကြစေတည်းဟုကြံစီ၍စူးစူးဆိုင်ဆိုင်ကြည်ပြန်လေ၏အလုံးစုံသည်တရားမင်းကြံစီသည့်အတိုင်းပင်ဖြစ်လာလေ၏ ဇိုးဒီလေတော့ငါဒီဘုံဆွဲတာဟာဒီကောင်ဟာတော်တော်သိုးသွားပဲပေါ့နော်ဒီကကျွေးရလဲဈေးကောင်းတာဆိုတော့မင်းကြိုက်တော့တယ်နော် ဟုတ်ပါရဲ့အလုံးစုံသည် ဒီကပရိသမင်ကဘာတွေပါလဲမသိဘူးနော် ဟုတ် ဒီနေရာမှာနည်းနည်းလေးစဉ်းစားကြရလေးတစ်ချက်ပေါ်လာပရိသမင်ပေါက်တယ်နော် ပါဗျာ ပရိသမင်တော့ဘဒုတော်ကပေါက်ခဲ့သေးလားရှင်မကတ္တပတော်ကလည်းပရိသမင်ပေါက်ခဲ့တယ်နန္ဒနေမင်းရဲ့ဘဝနော်ဟုတ်တော့မလားမှတ်မိသေးလားမသိဘူးဟိုဖုဒ္ဒယထာဆိုင်တာကွာဟိုရေသက်ခွက်နဲ့ဒီလိုအရှိအနောက်တောင်မြောက်ကြောင်လောင်းလိုက်တဲ့ကအရှိအရတောင်ရဘာညာပရိသမင်ရှစ်ပင်စီပေါက်တာလေရှစ်ပင်စီပေါက်တာနော်ဘာဖြစ်လို့ပရိသမင်ပေါက်တာလဲဆိုအဲ့တော့စဉ်းစားခဲ့တယ်ပေါ့နော်စဉ်းစားကြတဲ့အခါကျတော့မမရဆိုလို့ရှိရင်ဓာတုစေတီကိုဂရိပါကြီးတွန်းချုံပြီးတော့ကြာပွင့်ကြီးတွေပရိသပင်တဏ္ဍလောက်တာကြာရွက်ကြီးတွေကြာရိုးကြီးတွေလည်းရွှေနဲ့လောက်တာကိုပရိသပင်တဏ္ဍ12တောင်တောင်ရှိရလို့ပြောတာပေါ့နော်ဒါပေမဲ့ဇောရိကပရိသပင်နဲ့ပတ်သက်လို့တော့ဟိုဒုတိယ
ပထမဘဝကြံတောင်သူဘဝတော့လည်းမပါခဲ့ဘူးနော်ဒုတိယဘဝသူ့အကိုနာမည်ကဘယ်သူလဲပရာဇိတအကိုနာမည် ဟုတ်တယ်နော်ဟုတ်က နော်သေနဟုတ်တယ်သေနဆိုအကြီးပေါ့ကွာသေနဘဝတော့လည်းဗရေသဘင်နဲ့ပတ်သက်တာတော့မလူခဲ့ဘူးသို့တော့သူအများကြီးကိုလူခဲ့တာကျဲချတဲ့အတွေဟိုကန်တွေဘာတွေရောလေအခုသူ့တရားမရလုတ်ပြီးတဲ့အခါကျတော့တော်တော်ကြီးကိုများတာနော်အေးသွားတာ အလုံးစုံသည်တရားမေကြံစီသည့်အတိုင်းပင်ဖြစ်လာလေ၏ အေး အထူးအားဖြင့်မြတ်စွာဘုရားလောင်းတော်အတွက်ဖြစ်ပေါ်လာသည့်ခြေအိုးကြီးလေးလုံးတို့၏အဝပမာဏမှာတစ်လုံးကတယူဇနာ အာ အခြားတစ်လုံးကသုံးငါဟုအခြားတစ်လုံးကနှစ်ငါဟု အခြားတစ်လုံးကတကာဟုအဝပမာဏရှိ၏အောက်အဖို့မှာမာပထဝီမြေကြီးအဆုံးရှိလေသည် ဟာအေးသွား သောတိကတတိအတွက်ဖြစ်ပေါ်လာသောခြေအိုးကြီးလေးလုံးတို့၏အဝပမာဏကို အထာဂရ၌အထူးမဖွင့်အပ်ချေလေးလုံးတို့သည်ပင်မျက်နှာဝဖြဲရထားအပ်သည်ထမ်းသည့်ပမာဏယရနာပြည့်သာလျင်ထပေါ်၍လာကြလေကုန်သည်ဤကအထူးသည် အေးသွား ပြတ္တကြီး၏တောင်လေးတောင်တို့၌ပင်ထမ်းပင်ပြိုပင်စီလုံးကလုံးပတ်ပမာဏရှိကြသည်ရွှေကြံပင်ကြီးလေးပင်တို့ပေါင်းရောက်၍လာကုန်၏ ဟုတ်ကစေကြမယ် ထိုကြံပင်ကြီးတို့၏အရွက်တို့မှာမြားယရနာဖြင့်ပြီးကုန်၍ ပင်စီတို့မှာရွှေဖြင့်ပြီးကုန်၏ဤကြံပင်ကြီးတို့သည်သောတိကတရေ၏ရှေးကောင်းမှုကုသိုလ်ကံကိုထင်ရှားပြသရန်ဖြစ်ပေါ်လာကြကုန်တဲ့တကားခုနှစ်မုတ်တို့၌နဗလူစင်မှုခုနှစ်ဦးတို့အဆောင်ရှောက်ကိုယူကြလေသည် လေဥကနဂါခုနမုတ်နော် ဟုတ်ပါဗျာ နဂါခုနမုတ်ရှိုကြည့်နဂါခုနမုတ်ဆိုတဲ့ဟာကြတော့သူကခုနတရားဘဏ္ဍထ နှစ်ထပ် ဟိုတခါတော့ဒီလိုအဝင်ဝနေဆိုလို့ကျတထမှာသမုတ်တထမှာသမုတ်တထမှာသမုတ်အလုံးမောခုနမုတ်ဟုတ်လားတကားခုနမုတ်မှာလည်းနတ်ဘလူရေစောင့်လာတာ မှန်ပါဗျာ ပထမတကားမုံ၌ယမကောလိမည်သောနတ်ဘလူစင်မှုသည်မိမိ၏အချမ်းရန်နတ်ဘလူတစ်ထောင်နှင့်အလူတကာဝါ ယမကောလိဟုတ်လား ယမကောလိ ယမကောလိလား ကောလိလာကြီးနဲ့ဗျာ ယမ မှန်ပါဗျာ ဟမ် ဒါမ ယမကောလိ နဲ့ ယမကောလိဟုတ်ပြီ တကားမောခုနှစ်ခုတို့၌နတ်ဘလူစင်မှုခုနှစ်ဦးတို့အဆောင်ရှောက်ကိုယူကြလေသည် ပရမတကားမို့၌ယမကောလိမည်သောနတ်ဘလူစင်မှုသည်မိမိ၏အချမ်းရနတ်ဘလူတစ်ထောင်နှင့်အတူတကာဝါဆောင်းရှောက်၏ဒုတိယတကားမို့၌ဥပ္ပလမည်သောနတ်ဘလူစင်မှုသည်မိမိအချမ်းရနတ်ဘလူ2000တို့နှင့်အတူတကာဝါတတိယတကားမို့ ယောကပမုတ်သူမုတ်ဟုတ်ပြီ တတိယတကားမို့၌ဝဇိရမည်သောနတ်ဘလူစင်မှုသည်မိမိအချမ်းရန်နတ်ဘလူ3000တို့နှင့်အတူတကာဝါစတောရတကားမို့၌ဝဇိရဘာဟုမည်သောနတ်ဘလူစင်မှုသည်မိမိအချမ်းရန်နတ်ဘလူ4000တို့နှင့်အတူတကာဝါ
သစ္စမတကားမိုး၌ ကတ္တကန္တာ ကတ္တ မှန်ပါဗျာ ကန္ဓာ မှန်ပါဗျာ ကာငယ် ကတ္တကန္တာကနားငယ်အောက်ကဓာတ်တွေ မဟုတ်လေကာငယ်လားကန္ဓာဖြစ်မှာဆိုလို့ ကာကြီးဗျာ ဩကတ္တကန္ဓာ ဟုတ်ဗျာ ကန္ဓာအံ ကတ္တကန္တာ อืม မြည်သောနဗလူစင်မှုသည်မိမိအချမ်းယံနဗလူ9000တို့နှင့်အတူတကဝါ อืม သရတကားမို့၌ကတ္တထာမြည်သော ကတ္တခ ကတ္တထဗျာ ကတ္တခ အာကြီးတာတလင်းကြီးတောင်းဝဲမှု ကတ္တခကတ္တခလား ကတ္တထဗျာ ဩကတ္တထကတ္တထ အာကြီးတာတလင်းကြီး อืม တောင်းဝဲမှုနဲ့ထားဆိုလို့ဆိုရင် อืม ကတ္တထမြည်သောနဗလူစင်မှုသည်မိမိအချမ်းယံနဗလူ6000တို့နှင့်အတူတကဝါ อืม တတမတကားမို့၌ဒီတာမုခမိသောနဗလူစင်မှုသည်မိမိအချမ်းယံနဗလူ9000တို့နှင့်အတူတကဝါ อืม စောင်းရှောင်းနေလေ၏ อืมเออ ယမကောလီစဥပ္ပလောဝစီရောဝစီရဘာဟုကတ္တကံတော်ကတ္တထောစာဒီတာမုခောစာတတ္တမော อืม ဧတေကနေတုအာရခံ อืม သောတိကတာနိဝေဒနေ เออ ဗမိတာရမင်းကြီးက နေဦးကအဲ့မှာခဏထားလိုက်တရားမဖန်တီးတဲ့အမြေပုံလေးနဲ့စဉ်းစားကြည့်လိုက်ကြအောင်နော်ပထမဦးဆုံးမြေချင်းတယ်မြေကျဘယ်လောက်လဲ 16 စကြပဲနော်မြေချင်းပြီဘာလို့မအိမ်ထောက်မှာပေါ့ကွာဟုတ်တယ်မလားဒါဆိုယရနာပြတ်သက်ကြီးခုနှစ်ထပ်ဟုတ်လားအိမ်ထောက်ပြီနော်အိမ်ထောက်ပြီဘာလို့မဒတိုင်းကမှာဒတိုင်းဘယ်နှစ်ထပ်ကလဲ ခုနှစ်ထပ် ခုနှစ်ထပ်ကတယ်နော်ယရနာဒတိုင်းနေအပိုင်းနဲ့အပိုင်းနဲ့အပိုင်းနဲ့ခုနှစ်ထပ်ကတယ်ဒတိုင်းကပြီဘာလို့မပရိသပင်ပေါ့မှာပေါ့ကွာအဲ့ဒီဒတိုင်းငါးထပ်ရဲ့ကြားထဲမှာပရိသပင်နေပေါ့မှာပြီးတော့မှအဲ့ဒီပြတ်သက်ရဲ့တောင်း၄တောင်းနေပြီးတော့ရွှေအိုးကြီးတွေဟိုလုံးမှာဟုတ်လား ဟုတ် နောက်တစ်ခါကျတော့အဲ့ဒီတိုင်းဟိုမှာအခုခေတ်ကွာပြောတော့ပဲနေတတ်တယ်လို့ပဲရွှေကြပန်းမင်းနေ၄တောင်းပေါ့ဟာပြည်သေးတွေအများကြီးမလား ဟုတ်ဗျာ ပြည်သေးတွေအများကြီးဆိုလို့ရှိရင်ဒီပြည်သေးတွေစောင့်ကြောက်ရတာမင်းလူတွေထားမလို့ဖြစ်နေလေလူတွေတော့မထားတော့ဘူးဆိုပြီးတော့တရားမင်းကဘာလုပ်လဲဘီလူခုနှစ်ကောင်ခေါ်ပြီးတော့ပထမဦးဆုံးအိမ်နဲ့ကပ်နေတဲ့တတိုင်းကအနည်းမများဘူး1000နဲ့ဘီလူကောင်းဆောင်တရားကိုတင်ပြီးတော့တပြည့်ပြည့်နဲ့အနည်းအပြင်းနဲ့ဆက်တာမအောင်နော်ခုနှစ်ထပ်ဆိုတဲ့အခါကျတော့9000တော့ပေးထားတာဒီနေရာမှာနတ်ဘီလူကလည်းဒီရတော့စုမာတဲ့နတ်မျိုးနွယ်ထဲမှာဆိုလို့ရှိရင်ဘီလူကလည်းဟိုအလုပ်တော့ပေါ့တကိုးကြီးတဲ့ထဲမှာပါတယ်အတ္တနတိယသုတ်ထဲမှာလည်းမြောက်ရမှာဥတ္တရသမိတ်တိတာဘာကေတန်တိယကမေဒီကာဆိုပြီးတော့အဲ့ဒါဘီလူတွေ့တယ်နောက်တစ်ခါတောင်ရမှာလည်းဘီလူကတွေ့ပြန်အောင်တောင်ရမှာဥတ္တရသမိတ်တိတာဘာကေတန်တိဒေဝဟောခန္ဓာပါကုံဘန်ဆိုလဲဘီလူမျိုးတော့ပဲလေတောင်ရကလည်းအကျုပ်ဆရာတော်ရဲ့တရားထဲမှာလာမသိဘူးဟိုဘက်ကဘီလူရဲ့ဒီဘက်ကကုံဘန်မျိုးနွယ်ရဲ့ဘာကွာသလဲဆိုတဲ့ဟာလေးကနားတော်မူသလိုပဲကုံဘန်မျိုးနွယ်နတ်ဘီလူကနည်းနည်းလေးရင်ကြီးတယ်ဟိုဘီလူကတော့နည်းနည်းလေးကြံပို့ပြီးတော့ကြံတန်းတာပေါ့အဲ့ကြတော့အရက်၄ရက်မှာစောင့်တဲ့အခါမှာဟိုဝိရုပကအကလည်းဘီလူနွယ်ပဲကုဝေရကလည်းဘီလူနွယ်ပဲမြင်လားမသိပါဘူးအတ္တနာတိယတော့မြင်မှာနော်ကြက်တာမှမြင်မှာပေါ့ကွာငါကြက်တာတော့ဘီလူနွယ်ဆိုပဲဒီဘက်ကတောင်ရမှနေတဲ့ဘီလူနွယ်ဟာဘာလုပ်လဲနည်းနည်းလေးရင်ကျေးတယ်လို့အဲ့လိုပြောတော့ပေါ့နော်အခုသောတိကတည်းဒတိုင်းခုနှစ်ထပ်ဆိုတော့မုတ်ကလည်းခုနှစ်ဘုတ်အဲ့ဒီမုတ်အဝမှာတကားဝင်ဝမှာဘီလူတွေစောင့်ကြတဲ့အခါကျတော့ဘီလူနာမည်တွေလည်းတော်တော်တွေ့တယ်ကွာ
ယမဂောလီဘီလူဩပလဘီလူဝဇီရဘီလူဝဇီရဘာဟုဘီလူတတကန္တဘီလူကတထဘီလူသီတမောကဘီလူဆိုပြီးတော့မဲဘီလူတွေတွေ့တယ်အဲ့ဒီဘီလူတွေခြံရံနေပေးတဲ့အခါမှာ1000 2000 3000 4000 5000 6000 9000အထိခြံရံပေးလိုက်တာနော်ပို့ပြီးတော့လုံချောင်လို့နေမှာပေါ့အဲ့ကြတော့နည်းနည်းလေးသုံးသပ်ဖို့ကဒီကတော့ဖတ်ဖို့တဲ့စာထဲမှာကိုနေမအိမ်ကိုတရားမင်းကိုယ်တိုင်ဆောက်ပေးတာဒီတယောက်ပဲရှိသေးတယ်နော်ရတော့ပြင်တရားမင်းကဝိသေယုံနန္ဒကိုပဲလွတ်တာပေါ့နော်ကဲဒါတော့ဒီကတော့နောက်ကနည်းနည်းစဉ်းစားကြည့်ဘာဖြစ်လို့တရားမင်းကဗန္ဓုကပလာရကြောက်ကြဗန္ဓုကလာညဘက်ကတင်းလို့ဆိုတဲ့တကယ်လုံးပါတယ်နော်အားလေးလည်းနည်းနည်းရှင်းအောင်တောဝရိနာမှာရှိတဲ့အဲ့ဗန္ဓုကလာကြောက်ကြီးဆိုတာကသူကဆိုပါကြီးလို့ပြောတယ်။ဤနေအခုခေတ်ဆိုပါကြီးဒါပေမဲ့သူကဂုံးထက်ထားတာမဟုတ်ကြောက်ပဲ။သူရဲ့ကုသိုလ်ကံကြောင့်ဘာလို့လဲ။ဤနေအဲ့ဒီကြောက်ဖြတ်ကြီးကမဤပဲနဲ့တင်းပြီးတော့နေမယ်ဆိုလို့ကြည့်ရင်မာပြီးတော့နေမယ်ဆိုလို့ကြည့်ရင်လူပြည်မှာတခုထူးလို့ဆိုတာတရားမင်းကပုပ္ပနမိတ်နေနဲ့ဟိုတိနေတာပေါ့နော်ဒါဆိုလူပြည်မှာဟိုတော့သီလကြည့်တဲ့ပုံကိုယ်တွေတကယ်ပဲထူးခြားလို့လားဘာလို့လားလို့ကြည့်ရတာအောင်နော်အခုလဲဤနေတဲ့ဘန္ဓုကပလာကြောက်ကြီးကနေဘာဖြစ်သွားလဲတင်းနေတာကတကယ်ကုသိုလ်ကံအာကောင်းတဲ့ပုဂ္ဂိုလ်ရာဇဂိုမှာမွေးလို့ပဲဆိုပြီးတော့ရာဇဂိုမှာမွေးလို့ပဲဆိုပြီးတော့စဉ်းစားမိပြီးတော့မနေတာမဲနဲ့သူကိုယ်တိုင်အဆောင်လျှောက်လဲသူကိုယ်တိုင်အကုန်လုံးအခုကြမ်းမဲလေးပင်ပေါတော့ချွေအိုးကြီးလေးလုံးပေါ်တော့ဒရိုင်းကာတာတွေရောတရားမကြည့်ရတာကောသနာစရာကောင်းတာနော်အကုန်လုံးလိုက်လို့ပေးနေရအထက်လိုက်ဒီရတော့များတော့ပြင်လူပုဂ္ဂိုလ်သားမအတွက်ဒီလောက်ဒီတရားမင်းထားပြီးတော့ဖန်တီးပေးရတယ်ဆိုတာကရှာတော့ရှားတယ်နော်ဒါဆိုတော်တော်ကြီးကိုထူးခြားတယ်လို့အောင်းမိပါတယ်ဒီတော့တင်တာတော့ဝိပဿနာမြတ်စွာဘုရားရှင်လက်ထက်တော့အကြောင်းလျှောက်တဲ့အခါမှာသူ့တရားတရားလည်းနည်းနည်းမှတွန့်မသွားအောင်နော်တစ်ချက်လေးတွန့်သွားတာတော့ရှိတယ်ဟိုမိစ္ဆာကြီးရှိတဲ့ပုံသားကြီးကနေပြီးတော့နီလာဗရမကြီးကိုလာခိုးတဲ့အခါတော့စိတ်ထဲနည်းနည်းလေးဖြစ်သွားတယ်သူကုသူကံရဲ့စေရနာပေါ့နော်အပြည့်အဝဖြစ်လို့ဒီတန်းတရားမင်းကမနေနိုင်မဲနဲ့လားဆောက်ပေးတယ်လို့ပဲအောင်းမိပါတယ်ကွာကဲဒါအဲ့ခုနနေအောင်လို့ပြောတာကအိမ်ဆောက်တဲ့လုပ်ငန်းတစ်ခုပြီးသွားလို့လေအပိုင်းကဏ္ဍတစ်ခုပြီးသွားတာပေါ့နော်ကဲသွားလိုက်